Yane Metta Bhavana Puamya Jabu Holu Babilu Kane Gabaji Mi Hong Hong down here. Dani Bioya Lucian Gabajiga Loba meet the Hong Hong, Doga meet the Hong Hong, Moha meet the Hong Hong down here. Myama Jiga Dana Kaumu Kudo Moji, Bila Kaumu Kudo Moji, Bhavana Kaumu Kudo Moji, Moji Domyu, the Chobyo you are don't lay a Shiva. Di Achago, Kaba, Achi, and Ninem Yama, Achi, and Nego Giem. Oh, Biro, Yakushi will meet a Beretta Viva. Kaba, Achi, and Negi, Josia, Conleta, Lubong, Nadong, Toka Yaudadri, Amia, the Desert, G like G, and Pongimia. Di Kabayima, Doba, Mi Hong Hong, Doga, Mi Hong Hong, Moha, Mi Hong Hong, down the a Jiao Jiao, Yakulo, Latandaraka, Tobe Kandaraka, Rogandaraka, Dui, Yaukaman Lili, Sayong Nidabe, Ludama, Nawiga, Ya you Yabade, Mimido, a Mimiamabi, a dress, Gilayan. Near Dai, Mu Dai Ma, Dana Kaumu, Kudo Moji, Bila Kaumu, Kudo Moji, Pavana Kaumu, Kudo Moji, the Shobyo, you are only there a duet, Latandara, Rogandara, Tobe Kandara, Kandihu, Kantumba, came with Lumiao, Piro, Nide, Sura. Dama the Bone, Emerdan Shinjava. The Lupiada, Babulo, Suro. Pama Biga Bogodea, and Nezo Nez and Paya Apan to the Simi to the Yijan to the Taka that the water go that nine the love, Mimi do that the love, be the love. Meta Bode, Nudaga Dana. Metta Buddha Bhavana Amyedam Naba Dilago, Shauti Daga, Dila Mu Chobyo, you are don't need a soda. Mimido, Mimido, let do it. That young leve, Katumba, came with Lumia, soda. Mimido, good and DB Shebale. Edilo, DB Shede, a dime. Mimi do Jin Loni Ya Metta Bhavana Teyago. The Ni Atin Metta Yamazu Teyago. Yaku, a Yamiana alike. Semiana Cha Biro. Metta Bhavana Teyago, Boamia Jaya Om. Daha Teyago, good and Jin Long Biro Nare Niva. Secondary Mietwago Chata. Mimi do so that Medabu Zagade Maseko suicide tire. Alone like be so Yaba, Medaboya on a she a young Miena night. Ananda Tatawa Ananda Sajawala Ananda Tatawa do. Yang Kati Yang Jabasi Toda Kati Yang Jabasi Siye Kati Yang Jabasi Nalong Sewa Ichang Jabasi and now a young night Shido. Ananda Sajawala Ananda Tatawadu Biyang Kati Yang Jabasi Doda Kati Yang Jabasi
ရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသော
ဆက်ဝန်းကျင်အနန္တစေကြဝဠာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်။တနည်းကပဋိသင်္ပိဒါမဲ့ပါဠိတော်မှာလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်ရှေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာသို့ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်မေတ္တာပွားပုံဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတယ်ဉာဏ်နဲ့ကြည့်ရင်မြင်ရတယ်မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကငရဲမိအဲ့ဒီမှာသင်္ကစားထတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရေဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရေမောဟကိနေသူနိဋ္ဌာယနရကကိဝိဝတ္တရေနရကကိဝိဝတ္တန္တာနရနရသူဒုက္ခရေသင်္ဃရာထတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိသုတ်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတစ်လောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်ကောင်းပြီမိကိုငြိမ့်စေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမိမောဟမိငရဲမိဒီမိကိုငြိမ့်စေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ့်စေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဒါမဲ့ပါဠိတော်မှာလာတဲ့အယတ်10မျက်နှာတမျက်နှာလည်းမေတ္တာ4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့
Idom Badita Bida met Balido Malade Meta Bawana Boabunga Onido di Ayashe Mienagu Saga Yitua Bunga Tamun Saga she now meow down Daka she down and now meow she meow and now down out a chat Any little Nina do you a yet limiana? A tongue a yet limiana, the look so below. Out a chat. A yet lulu mapu luede niga. A she a ya, a she down a ya, down a ya, and now down a ya, and now meow a ya, a she meow a ya. A little mayan lebe a ya Nia Biba. Either Uvama, she Yasuazuya. Urachi Maya, Dida Ya, Labi, Landa, Awida Fundu, Abia Bisa Fundu, Anika Fundu, Duki Adana, Beriharan, do Leja, Medabawana Bian. Yet the Miena, a dirt, Meda Liva Boadai. Janet a yak, go miena a go low, made a boy that one. Edima a she a yak night she though. Ananda said Jawala, Ananda Landawa, Medaga, Abamina Kamatan Kovan. Ladawa a Baincha Mataya. Ladawa Matansian Naila Omyade, Ananda Ladawa. Eddie Lu Shekawala, Lebe, Ashibeka, Ananda, Shekawala, Ananda, Mashiyade, Ananda, Landawadi, Ayu, you beat up. Ah, we don't want to do Sulaga. Be young Kathleen Yabazi, the of Yambu, the season up, only to Shako, we that season and quarter. Eddie Wida season a Yambulu de season a Piem, Dola de Chilade, Dola de Chilayen, go straight singere, Eddie go straight singere, the low say one, the Chano boo, the long say one booban, Edda, the legu, damn beat up. Ah, we don't want to keep beat up, be and Kathleen. Yenya Bazi, Abia Biza want to keep it up, Dola Kade, Yenya Bazi, Anika want to go keep it up, Shayan Kade, Yenya Bazi, Luki Adana Bariharan to keep it up. Go say, Nalo say one, each and Yabazi, Suyim, Bama Nina, Bama Boy. And let a David, Machinzia, Machibu, Yasibu, Meta, Homo secondary, Chata Biro, Boatia, only to Sadenga Lade, a yat, a duane, do you a yat limiana, a tongue a yat limiana, out a yat limiana, a chat a yat, out a yat, a chat a yat, alo a yat semiana. Meda Babana, Boya, the Mayidri, the Mayidri, secondary Miazo, Cha Bido, Odi Dita Parana, Medagu, a Yemboya, Ya, Ya, Laishu, Ya, a she, a yan night, she though. Ananda, Sekawala. Ananda Latawadu Be young Kali Yin Yabazi Dola Kali Yin Yabazi Shia Kali Yin Yabazi Nalong Sewa Ichan Yabazi and now a yana shido, Ananda Sajawala,
အနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြတ်တို့
ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောတာပฏิသံပိဓာမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တယ်အယတ်ဆယ်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်ဆယ်မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါတယ်အေးမိမိတို့လွယ်လွယ်ရှင်းရင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲ့ဒီလိုဘုန်းကြီးတို့သိမ်မြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရုပ်အတိုင်းမှာဟောတာအထက်အရာနဲ့အောက်အရာကြတော့နည်းနည်းထဝန်းကျင်အနန္တစေကြဝဠာလို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တတိုက်ပြီးတတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတာကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တွေအနန္တရှိတယ်အဲ့ဒါဒီအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလို့ရအနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလို့ပို့ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေမြမာတွေမပါဘူးဟိုအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကသာအာယုံရောက်လို့အထက်ကနတ်တွေမြမာတွေရောက်မြစ်တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်တာလေဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တွေဆင်ငယ်အနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူးတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်
ုန်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများပုံဟောပေးပါမယ်ဗုဒ္ဓဘာသာသူတော်စင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7 နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7 နည်းပွားတာကရှေးဥစွာဒုက္ခိနောဝခေမိနောဟွန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာသဗ္ဗတတ္တာခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တာစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေသတ္တဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့စာအခေါ်သဗ္ဗသင်္ဃာဟကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာဟကမေတ္တာပို့ခြင်းရင်အားလုံးသတ္တဝါတွေစက္ကုံတရေမြတ်လွှာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးသတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာဟကမေတ္တာဒါကတနည်း၎င်းနောက်ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝနဝသေတာအားလုံးကြားရတယ်အားလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖျားတက်ကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘဂဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုကြပါစို့ဟင်းတစ်မျိုးတည်းစနေရတော့အာယုံကစိတ်မကျေနပ်ဘူး2 မျိုးလောက်အာယုံပြောင်းကျင်တယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာဟကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါ2 ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါသာဝရဝအနဝသေတာသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါတန်ခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အအုံထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အအုံရဲ့ပြင်ဘက်ကအရက်10 မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူရေဝတန္တိအဝိဒူရေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါ2 မျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်10 မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဘဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဘဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကံအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုဌာနပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တသဝါသာဝရဝနဝတိတာဒီဃဝါယေဝမဟန္တာမစ္စိမာရတကအနုကထူလာဒီပါဠိဂါထာထက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှိတဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှိတူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေမျက်စိမှာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောက်နာကမျက်စိမှာရတ္တကအနုကထူလာထူတဲ့ဖြိုးတဲ့ဝတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကြုံနဲ့လှီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမဆူမကြုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲ့ဒီမှာဆူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့လိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်သားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်သားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပနိယနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ညေထကတ္ထစီနံကံစီဗျာရောတနာပတိကသင်ညလင်ညမင်ညတဒုက္ခမိတ်စေယဘဂဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအရှင်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလှည့်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းရပါစေဒီလိုပွားရတက္ကနာတိမင်ညေထကတ္ထစီနံကံစီဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းပါတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအရှင်ပြေဤအထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲ
ဆင်းရဲဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောတနာပฏิကသင်ညနေညမင်းညတဒုက္ခမိတ်ရှိရတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတပည့်တော်တို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာနော်ကဘာကြီးတစ်ခုလုံးကြည့်ရင်ဗုဒ္ဓဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်သားဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလူချင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလို့တဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတဏီတဏီကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ရသက္ကုံတရေမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေက
င်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုးအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုးအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောတာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတိရစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သနိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေတိဟူသောမိ၄ပါးကိုငြိမ့်သ၍ငြိမ့်အေဒုက္ခသငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်းဤအားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မနိစ္စသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်များတဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်လေးရတို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝ
ပရိနိဗ္ဗာနသုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီစံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီစံရသဖြင့်ကာမဝဋ်ကိလေသာဝဋ်ဝိပါကဝဋ်တည်းဟုသောဝဋ်ဒုက္ခခတ်သိမ်းသန္တရာမိတောက်မိလျံကြီးအပြည့်တိုင်ငြိမ်ကြပါစေကုန်သတည်း